စိန်လန်းဆုပ်ပြေးတဲ့တောင်ချီရွာလေးတရွာမှာဦးမြိုင်နဲ့ဒေါ်အေးတို့ဇနီးမောင်နှံဟာတားကြီးကြော်စွာသမီးအငယ်နှင်းနူတို့နဲ့အတူနွားလဲမောင်းတောင်ရလုံရင်းအေးအေးချမ်းချမ်းနေထိုင်ကြပါတယ်။ဒါပေမဲ့အိမ်ထဲမှာတော့အမြဲတမ်းပူလောင်မှုတွေရှိနေတတ်ပါတယ်။တားကြီးကြော်စွာဟာငငယ်ကလေးကမိဘစကားကိုနားမထောင်ပဲရွာထဲကလေလွင့်နေတဲ့လူငယ်တွေနဲ့ပေါင်းပြီးအချိန်ဖြုံးတတ်ပါတယ်။အဖေကတောင်ရကပြန်လာလို့ရေတစ်ခွက်တိုက်ဖို့ပြောရင်တော့ကို့ဘာသာတောက်ပါလားလို့ပြန်ပြောတတ်တဲ့အထိရိုင်းဆိုင်သူပါ။သမီးအငယ်နှင်းနူကတော့အကိုဖြစ်သူနဲ့လုံးဝဆန့်ကျင်ဘက်ပါ။သူမဟာရွာကလူကြီးသူမတွေကိုမြင်ရင်လဲရင်ရင်ကြီးကြီးနှုတ်ဆက်တတ်တယ်လို့အိမ်မှုကိစ္စတွေမှာလဲအမေဒေါ်အေးကိုလက်မလွတ်တမ်းကူညီပေးတတ်ပါတယ်။အကိုကြီးရဲ့အမေတို့လည်းပင်ပန်းနေပြီးစကားနားထောင်ပါလို့နှင်းနုကချော့ပြောတိုင်းကြော်စွာကနင်ကငငယ်လေးနဲ့ငါ့ကိုလာမဆုံးမနဲ့ဆိုပြီးငောင်ငန်းလွတ်လေးရှိပါတယ်။တနေ့မှာတော့ဦးမြိုင်ဟာတောင်ရမှာအလုတ်လုံရင်းရုတ်တရက်မူးလဲသွားပါတယ်။နှင်းနုဟာထိတ်လန့်တကြားနဲ့အိမ်နီးနားချင်းတွေကိုအကူအညီတောင်းအဖေကိုပြုစုပေးနေရချိန်မှာကြော်စွာကတော့ရွာထိပ်မှာတငယ်ချင်းတွေနဲ့ထဲကစားရင်းမူးနေခဲ့ပါတယ်။ညဘက်ကြော်စွာအိမ်ပြန်ရောက်လာတဲ့အခါအိမ်ရှိမှာထိုင်ငိုနေတဲ့နှင်းနုကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်လို့ငိုနေတာလဲလို့သူကခက်ထစ်ထစ်နဲ့မေးလိုက်တော့နှင်းနုကရှိုက်ကြီးတငယ်နဲ့ပြန်ပြောပါတယ်အကိုကြီးအဖေအခုဆေးရုံမှာဆရာဝန်ကပြောတဲ့အဖေကပင်ပန်းလွန်းလို့နှလုံးအားနဲ့နေပြီတဲ့အဖေမလဲခင်အထိပြောသွားတာကငါသားကြော်စွာပြန်လာရင်ထမင်းနွေးနွေးလေးကျွေးလိုက်ပါတဲ့အကိုကြီးကတော့အဖေကိုတခါမှစိတ်ချမ်းသာအောင်မထားခဲ့ဘူးနော်နှင်းနုရဲ့စကားတွေကမူးနေတဲ့ကြော်စွာကိုရေအေးနဲ့အပတ်ခံလိုက်ရတယ်လို့နိုးကြသွားစေပါတယ်အဖေကသူတိုင်းဆိုင်နေတာတောင်သူ့ပိုက်ဆာမကိုပူပန်နေတော့ပါလားဆိုတဲ့အတိကကြော်စွာရင်ကိုလှမ်းနဲ့ထိုးလိုက်တယ်လို့ခံစားလိုက်ရပါတယ်သူဆေးရုံကိုအပြေးလွှားသွားခဲ့ပါတယ်ဆေးရုံကတင်ပေါ်မှာဖြူဖြော့ပြီးအိပ်ပျော်နေတဲ့အဖေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကြော်စွာမျက်လုံးထဲကမျက်ရည်တွေဟာထိမရအောင်ကျလာပါတော့တယ်သူဘေးနားမှာထိုင်နေတဲ့အမေခြေထောက်ကိုဖက်ပြီးအမေတားမခဲ့ပါတယ်တားအခုကစပြီးလူလိမ္မာဖြစ်အောင်နေပါမယ်အဖေနဲ့အမေကိုတားလုပ်ကြွေးပါမယ်လို့ကတိပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့အဲ့ဒီတောရွာလေးမှာထူးခြားတဲ့ပြောင်းလဲမှုတစ်ခုကိုအားလုံးကတွေ့မြင်ကြရပါတယ်ကျော်စွာဟာအရင်လိုလေလွင့်မနေတော့ပဲနှင်းနုနဲ့အတူတောင်ရထဲမှာတက်တက်ကြွကြွအလုပ်လုပ်ပါတယ်မိဘစကားကိုမြေဝဲမကျနားထောင်ပြီးရွာထဲမှာလည်းလူဆိုးလေးကျော်စွာအစားလိမ္မာတဲ့ကျော်စွာလို့အားလုံးကချီးမွမ်းရတဲ့သူဖြစ်လာပါတော့တယ်